ဒီနေ့မှာတော့ပတ်ကြည့်ဖြစ်တဲ့အခါအင်းလွဲတာ scope မြင်တာဖြစ်နေတဲ့ ADS only player တွေအတွက် sensitivity ချိန်နည်းလေးကိုပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့20 round နဲ့ကိုတွားပြီးတော့ဒီနေရာလေးကိုလာပေးလိုက်ပါပြီးတော့ရှေ့မှာရှိတဲ့ target လေးကိုချိန်ထားပြီးတော့လက်မနဲ့ဟိုဘက်က target ကိုရအောင်မြန်မြန်ဆွဲပေးလိုက်ပါခုလိုမျိုးတီးကြနေရဆိုလို့ရှိရင်တော့ဒါမိတ်ဆွေရဲ့ sensitivity ကကောင်းပါလေတကယ်လို့ target ကနေဆွဲလိုက်တဲ့အခါပိုသွားတာမျိုးဖြစ်လို့ရှိရင်ဒါမိတ်ဆွေရဲ့ sensitivity ကအရင်များနေတာပဲဖြစ်ပါတယ်အဲ့ဒီလိုအရင်များနေတဲ့ခါကျလို့ရှိရင် sensitivity တွေကိုဝင်ပြီးတော့900ခိုင်နှုန်းရှော့ပေးလိုက်ပါတကယ်လို့ဆွဲတဲ့ခါမှာလိုနေတယ်ဆိုလို့ရှိရင်တော့ sensitivity တွေကိုဝင်ပြီးတော့900ခိုင်နှုန်းပေါင်းပေးလိုက်ပါထိုနည်း၎င်းမဲ့ FPP ကိုလည်းချိန်သွားလို့ရပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့တွေ red dot ကိုချိန်ပါမယ် red dot ချိန်တဲ့ခါကျလို့ရှိရင်မီတာ20ကောက်ဝေးလောက်မှနေရာယူပြီးတော့ချိန်ပါမယ် target တစ်ခုချင်းစီကိုရွှေ့ပြီးတော့ကိုယ့်ရဲ့ sensitivity ကကွက်တိကြမကြဆိုတာကိုလိုက်ချိန်ကြည့်ပါတကယ်လို့ချိန်ကြည့်တဲ့အခါမှာပုံနေတယ်ဆိုလို့ရှိရင်တော့9နှုတ်ပေးလိုက်ပါတကယ်လို့လိုနေတယ်ဆိုလို့ရှိရင်တော့9ပေါင်းပေးလိုက်ပါကျွန်တော်ခုပြထားတဲ့နေ့တိုင်း channel scope တွေကိုလည်းလိုက်ပြီးချိန်သွားရုံပါပဲဘယ်မီတာကွာဝေးရနေပြီးတော့ချိန်လို့ရလဲဆိုတာကိုကျွန်တော်ရဲ့ဒီပုံလေးထဲမှာပြထားပေးပါတယ်ကျွန်တော်တို့တွေ ADS TVB ကိုချိန်ဖို့အတွက်ကတော့9မီတာနဲ့10မီတာကွာဝေးကြမှာရက်ပြီးတော့ target တစ်ခုချင်းစီကိုပြင်းရင်းနဲ့လိုက်ချိန်ကြည့်ပါတကယ်လို့လိုနေတယ်ဆိုလို့ရှိရင်တော့9ပေါင်းပေးပြီးတော့ပုံနေတယ်ဆိုလို့ရှိရင်တော့9နှုတ်ပေးလိုက်ပါဒုတိယတစ်ဆင့်အနေနဲ့ ADS ကိုချိန်ပြပါမယ် ADS ကိုချိန်တဲ့အခါအောက်က attachment အားလုံးကိုအတက်ဖဲထားဖို့ကြံပြုချင်ပါတယ်အဲ့ဒါမှကိုယ့်ရဲ့ scope ကပို့ပြီးတော့နေမှာပဲဖြစ်ပါတယ်တကယ်လို့ scope ကပေါ်ထောင်တက်သွားတဲ့ခါကျလို့ရှိရင်တော့ ADS ထဲကိုတွားပြီးတော့3ပေါင်းပေးလိုက်ပါ scope ကအောက်ကိုရမ်းကျနေတယ်ဆိုလို့ရှိရင်တော့ ADS sensitivity ထဲမှာ3နှုတ်ပေးလိုက်ပါ scope ကပြန်ရခိုင်းရနေတယ်ဆိုလို့ရှိရင်တော့2နှုတ်ပေးလိုက်ပါကဲခုဆိုလို့ရှိရင်တော့ scope ကတော်တော်လေးမြင်တော့တာကိုတွေ့ရပါလိမ့်မယ်ကျွန်တော်ပြထားတဲ့ပုံထဲကမီတာကွာဝေးတိုင်း scope တွေကိုချိန်လို့ရှိရင်ပို့ပြီးတော့ require နေမြင်လာပါလိမ့်မယ်ချိန်ကြီးကတော့အတူတူပဲဖြစ်ပါတယ်နောက်တင်မဲ့ဗီဒီယိုတွေမှာ voice scope ပြင်နေတဲ့ brand state အကြောင်းတွေ spring အကြောင်းတွေနဲ့ဗန်ညာ movement တခြားလုံနည်းတွေကိုတခြားရှင်းပြပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ကြနဲ့အောင်နော်